စပါရာကတ်ဟာဒီငရဲကန်းထဲမှာသူ့ရဲ့အလှည့်ကိုစောင့်နေခဲ့ရပါတယ်သုံးပန်းပေါင်းများစွာကယောမရဲ့လေယာမြေတွေတပ်ထုတွင်းတွေမှာအလုံးလို့ဖို့ပို့ဆောင်ခံခဲ့ရပါတယ်အားလုံးပဲမင်္ဂလာပါဒီကနေ့ကျွန်တော်တင်ဆက်ပေးမယ့်ဇာတ်လမ်းကတော့ယောမသမရနိုင်ငံရဲ့အုတ်မြစ်တွေကိုတုံလို့စီခဲ့တဲ့ကျွန်းဘဝကနေသူရဲကောင်းဖြစ်လာခဲ့တဲ့လွတ်မြောက်ရေးတိုက်ပွဲရဲ့ထာဝရသင်္ကေတအဖြစ်ကျန်ရစ်ခဲ့တဲ့ပုဂ္ဂိုလ်တစ်ယောက်ဖြစ်တဲ့စပါရာကတ်အကြောင်းပဲဖြစ်ပါတယ်ယောမရဲ့သမိုင်းမှာကျွန်းတွေရဲ့ပုံကံမှုဟာအများပြားရှိခဲ့ပေမဲ့ဘယ်ပုံကံမှုမှာတတိယကျွန်းစစ်ပွဲလို့ခေါ်တဲ့စပါရာကတ်ရဲ့ပုံကံမှုလောက်ကြီးကျယ်ခမ်းနားပြီးကြောက်မက်ဖွယ်ရမကောင်းခဲ့ပါဘူးဒီကနေ့ကျွန်တော်တို့ဟာဓာရီကျွမ်းကျင်သူတစ်ယောက်အနေနဲ့လူပေါင်း3သိန်းကျော်ရဲ့ခေါင်းဆောင်ဖြစ်လာပြီးကမ္ဘာအကြီးကျယ်ဆုံးအင်ပါယာကိုဒူးတုံစေခဲ့တဲ့စပါရာကတ်ရဲ့ဇလံကိုအစားဆုံးလေ့လာသွားမှာပဲဖြစ်ပါတယ်စပါရာကတ်ရဲ့ဇလံကိုမပြောခင်သူရှင်သန်ခဲ့တဲ့ခေတ်ကိုပြန်ပြီးကြည့်အောင်ပါ BC 80ဝန်းကျင်ကယောမသမရနိုင်ငံဟာမြေထဲပင်လယ်မှာအင်အားအကြီးဆုံးဖြစ်နေပြီဖြစ်ပါတယ်ဒါပေမဲ့ဒီကျွဲဝချမ်းသာမှုနဲ့တကောအာဏာရဲ့နောက်ွယ်မှာရက်ဆက်ကြမ်းကြုတ်တဲ့ကျွန်းစနစ်ကရှိနေပါတယ်ဒီစစ်ပွဲကနေဖမ်းဆီးရမိတဲ့သုံးပန်းပေါင်းများစွာကယောမရဲ့လေယာမြေတွေတပ်ထုတွင်းတွေမှာအလုံးလို့ဖို့ပို့ဆောင်ခံခဲ့ရပါတယ်စပါရာကတ်ကိုယ်တိုင်ကတရေရှားဒေသယနေ့ခေတ်ဘူဂေးရီးယားဂရိနဲ့တူရကီနယ်စပ်ဒေသကလာခဲ့တဲ့သူပဲဖြစ်ပါတယ်သူဟာယောမစစ်တပ်ရဲ့ယာယီတပ်ဖွဲ့ဝင်အဖြစ်အမှုထမ်းခဲ့တယ်လို့သမိုင်းပညာရှင်ပလူတာကပြောထားပါတယ်ဒါပေမဲ့အကြောင်းတစ်ခုခုကြောင့်သူဟာစစ်တပ်ကနေထွက်ပြေးပြီးနောက်ပိုင်းမှာယောမတွေရဲ့ဖမ်းဆီးခြင်းကိုခံခဲ့ရပါတယ်သူရဲ့တန်မာတဲ့ခန္ဓာကိုယ်နဲ့တိုက်ခိုက်ရေးစွမ်းရည်ကြောင့်သူ့ကိုကျွန်းစေးကနေလန်တူလက်ဘာတီယာတက်ဆိုတဲ့တတိတယောက်ကဝယ်ယူခဲ့ပါတယ်သူ့ကိုပို့လိုက်တဲ့နေရာကတော့ကာဘူအာမြို့ကဓာရီကျွမ်းကျင်သူလေ့ကျင့်ရေးကျောင်းပဲဖြစ်ပါတယ်ဒီကျောင်းတွေကဟောလိဝုဒ်ရုပ်ရှင်တွေကလို့ခန်းနာနေတာမျိုးတော့မဟုတ်ပါဘူးနေ့စဉ်နဲ့အများသေမင်းနဲ့ရေးဆိုင်တိုက်ခိုက်လေ့ကျင့်နေရပါတယ်အဆောင်အချက်တွေရဲ့ရက်ဆက်တဲ့ထင်းကျုံမှုအောက်မှာနေထိုင်ရပါတယ်စပါရာကတ်ဟာဒီငရဲကန်းထဲမှာသူ့ရဲ့အလှည့်ကိုစောင့်နေခဲ့ရပါတယ်သူ့ရဲ့တိုက်ခိုက်ရေးစွမ်းရည်ဟာအင်မတန်ထူးချွန်တယ်လို့လည်းဆိုကြပါတယ်ဒါပေမဲ့စပါရာကတ်ရဲ့စိတ်မှာတိုက်ခိုက်ရေးဇက်ခုံထက်ပိုပြီးကြီးမားတဲ့ဆန္ဒတစ်ခုရှိနေခဲ့ပါတယ်အဲ့ဒါကတော့လွတ်မြောက်ခြင်းပဲဖြစ်ပါတယ် BC 83မှာစပါရာကတ်နဲ့တခြားကျွန်းတွေဟာလွတ်မြောက်ဖို့အစီအစဉ်တစ်ခုရေးဆွဲခဲ့ကြပါတယ်ပလူတာရဲ့အဆိုအရမူလအစီအစဉ်မှာလူ200လောက်ပါဝင်ခဲ့ပေမဲ့အစီအစဉ်ပေါက်ကြားသွားခဲ့ပါတယ်ဒါပေမဲ့စပါရာကတ်ကလုံးဝလက်မလျှော့ခဲ့ပါဘူးသူ့ရဲ့နောက်ထပ်လူ80ကနေ80ကြားလောက်ဟာမိဖို့ကြောင်3ဓားတွေခရင်တွေကိုလူယူပြီးအဆောင်တွေကိုတက်ဖြတ်ပြီးတော့လေ့ကျင့်ရေးကျောင်းကနေထွက်ပြေးလွတ်မြောက်သွားခဲ့ပါတယ်သူတို့ဟာရင်တချို့ကိုလူရက်ပြီးကာဘူအာမြို့နာကဗီဆူပီရဲ့မီးတောင်ပေါ်ကိုတက်ပြေးပုန်းရှောင်ခဲ့ကြပါတယ်ဒီတဲ့ဟာယောမအာနာပိုင်တွေစီကိုချက်ချင်းရောက်ရှိသွားတဲ့အချိန်မှာတော့အစားပိုင်းမှာယောမအစိုးရကဒါကိုကြီးကြီးမားမားသဘောမထားခဲ့ပါဘူးကျွန်းတချို့ထွက်ပြေးတာပဲဆိုပြီးတာမန်စစ်သား3000ပါတဲ့တက်ကိုစေလွတ်ခဲ့ပါတယ်ဒီတက်ကိုဂလေးပါဆိုတဲ့စစ်သူကြီးတယောက်ကဦးဆောင်ခဲ့ပါတယ်ဂလေးပါဟာဗီဆူပီရဲ့မီးတောင်ကိုဝိုင်းထားလိုက်ပြီးတော့မီးတောင်ပေါ်တက်ဖို့လမ်းကြောင်းဟာလည်းဒီတစ်ခုတည်းရှိပြီးဂလေးပါကအဲ့ဒီလမ်းကိုပိတ်ဆို့ထားလိုက်ပါတယ်သူတို့မှရိတ်ခါပြက်လက်ပြီးလက်နက်ချလိုက်မယ်လို့သူကထင်ခဲ့တာပဲဖြစ်ပါတယ်ဒါပေမဲ့စပါရာကတ်ရဲ့စစ်ရေးပါရမီကဒီနေရာမှာစတင်ပေါ်ထွက်လာခဲ့ပါတယ်မီးတောင်ဆောင်မှာပေါက်နေတဲ့တောရိုင်းစပြည့်နွယ်တွေကိုအသုံးပြုပြီးသူနဲ့သူ့လူတွေဟာရှေလျားတဲ့ကျိုးလေကားတွေကိုကြစ်ခဲ့ကြပါတယ်အဲ့ဒီနောက်မှာတော့ယောမတွေမထင်ထားတဲ့မဆောက်လှတဲ့ကြောက်ကမ်းပါးကနေညအချိန်မှာတိတ်တဆိတ်ဆင်းသက်လာခဲ့ကြပါတယ်သူတို့တွေဟာဂလေးပါရဲ့တက်စကန်ကိုအနောက်ကနေဝိုင်းပြီးမထင်မှတ်တဲ့အချိန်မှာတိုက်ခိုက်ခဲ့ကြပါတယ်ယောမစစ်သားတွေအိပ်ပျော်နေတော့ဘာမှမပြင်ဆင်လိုက်ရပဲအဆုလိုက်ပြုံလိုက်နှိမ်နှင်းခံခဲ့ရပါတယ်ဒီတိုက်ပွဲဟာစပါရာကတ်ရဲ့ပထမဆုံးကြီးကျယ်တဲ့အောင်ပွဲပဲဖြစ်ပါတယ်သူတို့ဟာယောမစစ်တပ်ရဲ့လက်နက်တွေချက်ဝတ်တစားတွေကိုရရှိခဲ့ပြီးတာမန်ထွက်ပြေးသူအဆင့်ကနေတကယ်စစ်တပ်ကြီးတစ်ခုအဖြစ်စတင်ပေါ်ပေါက်လာခဲ့ပါတယ်ဂလေးပါရဲ့တက်ပျက်စီးသွားတဲ့တဲ့ဟာအီတလီတောင်ပိုင်းကနေကျွန်းတွေစီကိုမီးပွားတွေလိုမျိုးပဲပြန့်နှံ့သွားခဲ့ပါတယ်လေကွင်းတွေကကျွန်းတွေတိုးချောင်းသားတွေစင်းရဲသားလယ်သမားတွေဟာသူတို့ရဲ့တခင်ကိုတက်ပြီးဗီဆူပီရဲ့မီးတောင်ပေါ်ကစပါရာကတ်စီကိုလာရောက်ပူးပေါင်းခဲ့ကြပါတယ်လူ80ကနေစားခဲ့တဲ့အဖွဲ့ဟာရက်သက်တပတ်အနှဲငယ်အတွင်းမှာလူပေါင်း1000နဲ့ချီကြီးထွားလာခဲ့ပါတယ်ဒီထဲမှာ17နဲ့ဂျာမနီမျိုးနွယ်စုတွေဖြစ်တဲ့ကိုနိုမေးရက်တို့လိုထူးချွန်တဲ့တိုက်ခိုက်ရေးသမားတွေလည်းပါဝင်လာခဲ့ပြီးစပါရာကတ်ရဲ့ဒုတိယခေါင်းဆောင်တွေဖြစ်လာခဲ့ကြပါတယ်ယောမဟာဒုတိယအကြိမ်အဖြစ်ဒီတစ်ခါပိုပြီးအင်အားကြီးတဲ့တပ်နှစ်တပ်ကိုဘာရီနီယက်ရဲ့လက်အောက်မှာဆေးလွတ်ခဲ့ပြန်ပါတယ်ဒါပေမဲ့စပါရာကတ်ရဲ့တပ်တွေဟာအခုဆိုရင်စီးစနစ်ကျနေပြီပဲဖြစ်ပါတယ်သူတို့တွေဟာယောမတွေရဲ့ပုံစံအတိုင်းစစ်တပ်ဖွဲ့စည်းပုံကိုအတူယူပြီးဖမ်းမိတဲ့လက်နက်တွေနဲ့စနစ်တကျလေ့ကျင့်ခဲ့ကြပါတယ်ဘာရီနီယက်ရဲ့တပ်တွေကိုစပါရာကတ်ကခြုံခိုတိုက်ခိုက်မှုတွေလျင်မြန်တဲ့တိုက်ကော့တွေနဲ့အကြိမ်ကြိမ်အနိုင်ယူခဲ့ပါတယ်တပွဲမှာဆိုရင်ဘာရီနီယက်ရဲ့မြင်းနဲ့အဆောင်ရောင်တွေကိုပါသိမ့်ပိုက်နိုင်တဲ့အထိပဲဖြစ်ပါတယ်စပါရာကတ်ရဲ့တပ်ဟာလူပေါင်း9000ကနေ12000အထိရှိလာပြီဖြစ်ပါတယ်သူတို့ဟာအီတလီတောင်ပိုင်းကိုလုံးဝထိန်းချုပ်ထားခဲ့ပြီးဒီချိန်မှာယောမမျိုးတော်အုပ်ချုပ်သူတွေဟာတကယ့်ကိုထိတ်လန့်တုန်လှုပ်သွားခဲ့
ရပါပြီဒါဟာတာမန်ပုံကံမှုမဟုတ်တော့ပဲစစ်ပွဲတစ်ခုဖြစ်နေပြီဆိုတာကိုသူတို့ဝန်ခံလိုက်ရပြီပဲဖြစ်ပါတယ် BC 80မှာရောမဟာသူတို့ရဲ့အင်အားအကြီးဆုံးဖြစ်တဲ့ကောင်စစ်ဝင်တွေဦးဆောင်တဲ့တပ်မတော်ကြီးနှစ်ခုကိုဆေလွတ်ခဲ့ပါတယ်စစ်တပ်တက်ကို Jellies ကဦးဆောင်ပြီးနောက်တစ်တက်ကိုလန်တူးလက်ကဦးဆောင်ခဲ့ပါတယ်ဒီချိန်မှာပုံကံသူတွေရဲ့စခန်းထဲမှာကြီးမားတဲ့သဘောထားကွဲလွဲမှုတစ်ခုဖြစ်ပွားခဲ့ပါတယ်စပါတာကရဲ့မူလရည်ရွယ်ချက်ကအီတလီကိုသိမ်းပိုက်ဖို့မဟုတ်ခဲ့ပါဘူးသူတို့ရဲ့လူတွေကိုအီတလီမြောက်ဘက်က LS တောင်တန်းတွေကိုဖျက်ကျော်ပြီးသူတို့ရဲ့မူလနေရဖြစ်တဲ့တရေရှာကောဂျာမနီကိုပြန်ပို့ပေးခြင်းခဲ့တာပဲဖြစ်ပါတယ်သူတို့ဟာလွတ်လပ်သူတွေအဖြစ်နေထိုင်စေခြင်းခဲ့တာပဲဖြစ်ပါတယ်ဒါပေမဲ့သူ့ရဲ့ခေါင်းဆောင်ခရစ်ဆက်ကတော့သဘောမတူခဲ့ပါဘူးခရစ်ဆက်နဲ့သူ့နောက်လိုက်အများစုကအထူးသဖြင့်ဂေါတွေဟာအီတလီမှာဆက်နေပြီးရောမမျိုးတွေကိုတိုက်ခိုက်လူရက်ပြီးတော့လက်စားချီလူစိတ်တွေပြင်းထန်နေကြပါတယ်ဒီသဘောထားကွဲလဲမှုကြောင့်ပဲစပါတာကရဲ့တပ်မတော်ဟာနှစ်ချမ်းကွဲသွားခဲ့ရပါတယ်ခရစ်ဆက်ဟာလူပေါင်း3000လောက်ကိုခေါင်းဆောင်ပြီးတောင်ဘက်မှာဆက်လက်တိုက်ခိုက်နေတော့ကောင်စစ်ဝန်ဂျယ်လီရဲ့တက်နဲ့ထိတ်တိုက်တွေ့ပြီးတိုက်ပွဲမှာအပြင်းထန်ရှုံးနိမ့်သွားခဲ့ပါတယ်ခရစ်ဆက်ကြားဆုံးပြီးသူ့တက်လည်းပျက်စီးသွားခဲ့ရပါတယ်ခရစ်ဆက်ရဲ့ကြားဆုံးမှုအတွက်စပါတာကအလွန်ဒေါသထွက်ခဲ့တယ်လို့လည်းဆိုပါတယ်သူဟာမြောက်ဘက်ကိုဆက်လက်ချီတဲ့ရင်သူ့ကိုလိုက်လာတဲ့ကောင်စစ်ဝင်လန်တူးလက်ရဲ့တက်ကိုအရင်ဆုံးအနိုင်တိုက်ခဲ့ပါတယ်ပြီးရဲ့နောက်မှာတောင်ဘက်ကနေလိုက်လာတဲ့ဂျယ်လီရဲ့တက်ကိုထပ်မံချေမှုန်းပစ်လိုက်ပါတယ်စပါတာကကောင်စစ်ဝန်တက်မကြီးနှစ်ခုစလုံးကိုအနိုင်ရရှိသွားခဲ့ပါတယ်သူဟာခရစ်ဆက်ကိုဂုဏ်ပြုတဲ့အနေနဲ့သူဖမ်းဆီးရမိတဲ့ရောမစစ်သုံးမန်300ကိုတေးသေးအထီးအချင်းချင်းပြန်လည်တိုက်ခိုက်စေခဲ့ပါတယ်ဒါဟာရောမတွေရဲ့ရက်စက်မှုကိုပြောင်းပြန်လှန်ပြီးလက်စားချေလိုက်တာလည်းဖြစ်ပါတယ်အဲ့ဒီနောက်မှာစပါတာကဟာအီတလီမြောက်ပိုင်းမူတီနာမြို့အထိချီတက်ခဲ့ပြီးအဲ့ဒီဒေသတွေကရောမတက်မှုကာကီရဲ့တက်ကိုလည်းအပြတ်သက်ချေမှုန်းနိုင်ခဲ့ပါတယ်ဒီချိန်မှာသူတို့အရှိမအဲလက်တောင်တန်းကြီးရှိနေပါပြီလွတ်မြောက်ရတကားစီကိုသူတို့ကရောက်ရှိနေပြီဖြစ်ပါတယ်ဒါပေမဲ့တမိုင်းမှာနားမလည်ဆိုင်ဆုံးအလဲပြောင်းတစ်ခုဟာစပါတာကမြောက်ဘက်ကိုမဖြတ်တော့ပဲသူ့ရဲ့တက်ကိုတောင်ဘက်အီတလီစီကိုပြန်လှည့်ခဲ့ပါတယ်ဘာကြောင့်လဲဆိုတော့တမိုင်းပညာရှင်တွေဒီနေ့ထိအငင်းပွားနေကြဆဲဖြစ်ပါတယ်သူ့နောက်လိုက်တွေဟာအီတလီရဲ့ကြွယ်ဝမှုကိုလုံးဝမစွတ်လွတ်နိုင်လို့လားဒါမှမဟုတ်ရောမမျိုးကိုတိုက်ခိုက်ဖို့သူဆုံးဖြတ်လိုက်တာလားအဆွာလီကျွန်းကိုသွားဖို့စ조사ခဲ့တာလားအကြောင်းရင်းတွေအတိအကျကိုတော့ဘယ်သူမှမသိကြပါဘူးဒါပေမဲ့ဒီဆုံးဖြတ်ချက်ဟာသူ့ရဲ့ကံကြမ္မာကိုအဆုံးဖြတ်ပေးမဲ့အဆုံးဖြတ်ဖြစ်နေခဲ့ပါတယ်ကောင်းစစ်ဝန်တက်တွေရှုံးနိမ့်သွားတဲ့အခါမှာရောမမျိုးဟာတကယ့်ကိုခြောက်ခြားသွားပြီးတော့အရေးပေါ်အခြေအနေကိုကြီးညာခဲ့ပြီးဒီကျွန်းတပုံတွေကိုနှိမ်နင်းဖို့လူတယောက်ကိုအာနာကုန်လွှဲအပ်ခဲ့ပါတယ်သူ့ရဲ့နာမည်ကတော့ကာရစင်ပဲဖြစ်ပါတယ်ကာရစင်ကရောမရဲ့အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ပြီးသူဟာစစ်ရေးအတွေ့အကြုံလည်းအလွန်ရှိတဲ့သူတယောက်လည်းဖြစ်ပါတယ်အလွန်ရက်ဆက်ပြီးစီကံတင်းကျပ်သူအဖြစ်ပါကြော်ကြားခဲ့ပါတယ်သူဟာစစ်ပွဲကိုအနိုင်တိုက်ပြီးနိုင်ငံရေးပြိုင်ဘက်တွေထက်တာလွန်ကြောင်တက်တည်ပြကျင်ခဲ့ပါတယ်ကာရစင်ဟာကိုပိုင်ငွေနဲ့စစ်တပ်6တပ်အသစ်ဖွဲ့စည်းခဲ့ပြီးရှုံးနိမ့်ထားတဲ့ကောင်စစ်ဝင်တပ်တွေနဲ့ပေါင်းပြီးစုစုပေါင်းတပ်မှ8ခုလူအင်အား4000ကနေ5000ကြားနဲ့စပါတာကတ်ကိုရင်ဆိုင်ဖို့ထွက်လာခဲ့ပါတယ်ကာရစင်ရဲ့စီကံတင်းကျပ်မှုကဒန္တာရီဆန်လွန်းပါတယ်သူတက်တွေကတရက်ဟာစပါတာကက်ရဲ့တက်နဲ့ရင်ဆိုင်တိုက်ပွဲမှာထွက်ပြေးခဲ့ရတဲ့အတွက်ခရစ်စတန်ရောမတမိုင်းမှာရက်ဆက်လွန်းလို့မသုံးတလောက်ရှားပါပြီဖြစ်တဲ့အဖြစ်တံကိုပြန်လည်အသုံးပြုခဲ့ပါတယ်ဒါဟာတပ်ဖွဲ့ဝင်10ယောက်မှာတယောက်ကိုမဲနိုင်ပြီးကြံ9ယောက်ကအဲ့ဒီတယောက်ကိုဝိုင်းတက်ရတဲ့ပြစ်ဒဏ်ပဲဖြစ်ပါတယ်ဒီအဖြစ်အပျက်ကြောင့်ခရစ်စတန်ရဲ့စစ်သားတွေဟာရန်သူစပါတာကက်ကိုကြောက်တာထက်သူတို့ရဲ့တပ်မှုခရစ်စတန်ကိုပိုကြောက်သွားခဲ့ကြပါတယ်ခရစ်စတန်ဟာစပါတာကက်ကိုအီတလီတောင်ပိုင်းစွန်ဘရူဒီယန်ဒေသယနေ့ခေတ်ကလာဘရီယာတဲကိုတဖြည်းဖြည်းမောင်းသွင်းခဲ့ပါတယ်အဲ့ဒီဒေသဟာကျွန်းဆွယ်တစ်ခုလိုဖြစ်နေခဲ့ပါတယ်ခရစ်စတန်ဟာသူ့ရဲ့အင်ဂျင်နီယာတပ်ဖွဲ့တွေကိုအသုံးပြုပြီးအဲ့ဒီကျွန်းဆွယ်ရဲ့ကုန်းမြေဆက်နေတဲ့အပိုင်းကိုဖျက်ပြီးမိုင်30ကျော်ကီလိုမီတာ50ကျော်ရှည်လျားတဲ့တူးမြောင်းကြီးတစ်ခုနဲ့မြေကရုတ်ချင်းတစ်ခုကိုတိစောက်ခိုင်းခဲ့ပါတယ်စပါတာကက်နဲ့သူ့ရဲ့တပ်မတော်ကြီးဟာအီတလီတောင်ပိုင်းဆုံးမှာပင်လယ်ရေနဲ့ခရစ်စတန်ရဲ့တတိုင်းကြီးကြားမှာပိတ်မိသွားခဲ့ပါတော့တယ်စစ်စလီကျွန်းကိုကူးဖို့အတွက်ဆီလီရှန်ပင်လယ်ဓမြတွေနဲ့သဘောတူညီမှုရဖို့စ조사ခဲ့ပါတယ်ငွေအမြောက်များပေးပြီးသူ့လူတွေကိုလည်းအစ္စလီကိုပို့ပေးဖို့တောင်းဆိုခဲ့ပါတယ်ပင်လယ်ဓမြတွေကလည်းသဘောတူပြီးငွေကိုယူသွားပေမဲ့ခရီးအတိုင်းရောက်မလာခဲ့ပဲစပါတာကတ်ကိုတစ္ဆာဖောက်သွားခဲ့ပါတယ် BC 81ရဲ့စောင်းရာသီမှာစပါတာကတ်တို့ဟာရိတ်ခပြက်လက်မှုနဲ့ရင်ဆိုင်လာရပါတယ်လွတ်မြောက်ဖို့လန်တလန်မရှိတော့တာကိုသဘောပေါက်ခဲ့ပါတယ်အဲ့ဒါကတော့ကရစင်ရဲ့တတိုင်းကိုကြော်ဖြတ်ဖို့ပဲဖြစ်ပါတယ်နှင်းမုန်တိုင်းတိုက်တဲ့ညတညမှာစပါတာကတ်ဟာသူ့ရဲ့တပ်ဖွဲ့တွေကိုဦးဆောင်ပြီးတူးမြောင်းမြေကိုတစ်ပင်တွေနဲ့တတိုင်းထိုးပြီးအသေးလေးထိုးပေါက်ခဲ့ပါတယ်သူတို့ဟာတတိုင်းကိုကြော်ဖြတ်နိုင်ခဲ့ပေမဲ့လူအင်အား3ပုံ2ပုံလောက်ဆုံးရှုံးသွားခဲ့ပါတယ်တတိုင်းကိုဖျက်ကျော်နိုင်ခဲ့ပေမဲ့စပါတာကတ်ရဲ့တပ်အင်အားဟာအလွန်မင်းချီးနဲ့သွားခဲ့ပါပြီအဲ့ဒီအချိန်မှာပဲသူ့ရဲ့တပ်ထက်မှာနောက်ထပ်သဘောထားကွဲလွဲမှုတစ်ခုဖြစ်ပွားခဲ့ပြီးကတ်စတက်တို့ဦးဆောင်တဲ့အဖွဲ့တစ်ဖွဲ့ခွဲထွက်သွားခဲ့ပါတယ်ကရစင်ဟာဒီအဖွဲ့ကိုအရင်လိုက်လံချေမှုန်းပစ်လိုက်ပါတယ်စပါတာကတ်ဟာလွတ်လပ်မရှိတော့ဘူးဆိုတာသိလိုက်ရပြီးတော့သူ့နောက်မှာကရစင်ရဲ့တပ်မကြီးရှေ့မှာတော့စပိန်ကနေစစ်ပွဲအောင်နိုင်ပြီးပြန်လာတဲ့ပွန်ပေရဲ့တပ်မကြီးလည်းရှိနေပါတယ်သူ့နောက်လိုက်တွေဟာထပ်ပြီးထွက်ပြေးခြင်းစိတ်မရှိတော့ပါဘူးသူတို့ဟာရန်သူကိုရင်ဆိုင်ပြီးဂုံတိတ်ခါရှိရှိတေဖို့ကိုပဲရွေးချယ်ခဲ့ကြပါတယ် BC 81စီလာတဲ့မြစ်ကမ်းမှာနောက်ဆုံးတိုက်ပွဲကြီးကိုဆင်နွှဲခဲ့ပါတယ်တမိုင်းပညာရှင်ပလူတာရဲ့မှတ်တမ်းအရတိုက်ပွဲမစခင်မှာ
စပါရာကတ်ဟာသူ့ရဲ့မြင်းကိုတပ်ပစ်လိုက်တယ်လို့ဆိုပါတယ်ဒီပွဲမှာနိုင်ရင်ငါမှမြင်းကောင်းတွေအများကြီးရလိမ့်မယ်ရှုံးရင်တော့ငါမှမြင်းလိုတော့မှာမဟုတ်ဘူးလို့ပြောကြားခဲ့ပါတယ်သူဟာရောမာတမှုကရစင်ကိုရှာဖွေရင်းရန်သူတက်အလေဘဟိုကိုရဲရဲဝံ့ဝံ့တယောက်တည်းထိုးဖောက်ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်သူ့ကိုဝိုင်းထားတဲ့ရောမာစစ်သားများစွာကိုတပ်ဖြတ်နိုင်ခဲ့ပေမဲ့နောက်ဆုံးမှာတော့လှန်ချက်ဓာချက်ပေါင်းများစွာနဲ့ကြားဆုံးသွားခဲ့ရပါတယ်စပါရာကတ်ကြားဆုံးသွားတာနဲ့သူ့ရဲ့တပ်မကြီးကလည်းအချိန်တိုတွင်ပြိုကွဲသွားခဲ့ပါတယ်စပါရာကတ်ရဲ့ရုပ်အလောင်းကိုတော့ဘယ်တော့မှပြန်ရှာမတွေ့ခဲ့ပါဘူးသူဟာသူ့လူတွေနဲ့အတူတိုက်ပွဲမြေပြင်မှာပျောက်ကွယ်သွားခဲ့ပါတယ်တိုက်ပွဲအပြီးမှာကရစင်ဟာဖမ်းဆီးရမိတဲ့ကျွန်းစစ်သုံးပန်း6000ကျော်ကိုကာပူအာမြို့ကနေရောမာမြို့တော်အထိသွားတဲ့အပီယန်လမ်းမကြီးတစ်လျှောက်မှာမိုင်ပေါင်း120ရှည်လျားတဲ့လမ်းတစ်လျှောက်လုံးမှာလက်ဝါးကတ်တိုင်ပေါ်တင်ပြီးရဲရဲဆက်ဆက်ကွပ်မျက်ခဲ့ပါတယ်ဒါဟာရောမာကိုစန့်ကျင်ဖို့စ조사သူတိုင်းတွေကြောက်မက်ဖွယ်ရာဖြစ်တတိပေးချက်တစ်ခုလည်းဖြစ်ပါတယ်တိုက်ပွဲပြီးကနေမှရောက်လာတဲ့ပုံပေဟာထွက်ပြေးလွတ်မြောက်သွားခဲ့တဲ့ကျွန်း9000လောက်ကိုလိုက်လံတုတ်တင်ခဲ့ပြီးဒီစစ်ပွဲကိုသူအဆုံးသတ်ခဲ့တာပါလို့ရောမာမှာဂုံယူကြေညာခဲ့ပါတယ်ဒါဟာကရစင်တက်နဲ့ပုံပေကြားကရန်လုံမှုကိုပုံမကြီးထွားစေခဲ့ပြီးနောက်တစ်ချိန်မှာပထမ3ဦးမဟာမိတ်ဖွဲ့စည်းဖို့အကြောင်းဖန်လာခဲ့ပါတယ်စပါရာကတ်ရဲ့ပုံကံမှုဟာအဆုံးသတ်သွားခဲ့ပေမဲ့သူ့ရဲ့ဇလန်းဟာတော့မပြီးဆုံးသေးပါဘူးဒီတတိယကျွန်းစစ်ပွဲဟာရောမာသမ္မတနိုင်ငံကိုအကြီးကျယ်တုန်လှုပ်စေခဲ့ပြီးကျွန်းစနစ်ရဲ့အန်ဒီရဲ့ကိုမိမောင်းထိုးပြခဲ့ပါတယ်စပါရာကတ်ဟာတမိုင်းတစ်လျှောက်လုံးမှာလွတ်လပ်မှုဒန်းတူညီမျှမှုနဲ့ဖိနှိပ်မှုကိုစန့်ကျင်တော်လှန်ခြင်းရဲ့အစွမ်းထက်ဆုံးသင်္ကေတတစ်ခုဖြစ်လာခဲ့ပါတယ်19ရာစု20ရာစုတွေမှာကာမတ်လိုတွေးခေါ်ပညာရှင်တွေကသူ့ကိုပထမဆုံးပစ္စည်းမှန်တော်လှန်ရေးသူရဲကောင်းအဖြစ်တင်စားခဲ့ကြပါတယ်ဂျာမနီကွန်မြူနစ်တော်လှန်ရေးသမားတွေကသူ့အဖွဲ့ကိုစပါရာကတ်အဖွဲ့လို့နာမည်ပေးခဲ့ကြပါတယ်သူဟာမိဖို့ကြောင့်ကဓာတ်တစ်ချောင်းနဲ့စတင်ခဲ့တယ်သူဟာလွတ်မြောက်လူစိတ်တစ်ခုတည်းနဲ့လူတသိန်းကျော်ကိုဦးဆောင်နိုင်ခဲ့တယ်သူဟာတိုက်ပွဲမှာရှုံးနိမ့်ခဲ့ပေမဲ့သူ့ရဲ့နာမည်ဟာလွတ်လပ်မှုကိုမျက်နှိုးသူတိုင်းရဲ့နှလုံးသားမှာထာဝရရှင်သန်ကြံရစ်စေခဲ့ပါတယ်ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးကြတဲ့အတွက်အားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်နောက်တစ်ပတ်မှာလည်းစိတ်ဝင်စားစရာကောင်းတဲ့ဇလန်တစ်ပုဒ်နဲ့အတူပြန်လည်ဆုံတွေ့ကြပါမယ်အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်